မင်္ဂလာပါရှင် DND Burmese Channel ကနေကြိုဆိုလိုက်ပါတယ်။ကျမတို့ငယ်စဉ်အချိန်ကအပေါင်းအသင်းဝင်ဆန်းဖို့အပေါင်းအသင်းမိတ်ဆွေတွေနဲ့ပျော်နေဖို့တိုက်တွန်းခံရလေးရှိပါတယ်။ဒါဆိုရင်တတိတသက်နေတတ်တဲ့ introvert တရားရောဘလို့လဲဆိုပြီးတော့မေးစရာရှိပါတယ်။ဘာလို့လဲဆိုတော့ introvert တွေကတကိုယ်တည်းတိတ်တဆိတ်နေတတ်တဲ့သူအမြဲတမ်းစဉ်းစားလေ့လာနေတတ်တဲ့သူတွေဖြစ်လို့ပါ။တကယ်တော့တတိတသက်နေတတ်တဲ့ introvert ရောအခြားသူတွေနဲ့အတူတူနေရတာကိုပျော်နေတတ်တဲ့ extrovert သမားတွေရောမှာလူအများစုမသိတဲ့စွမ်းအင်တွေရှိကြပါတယ်။အဲ့ဒီစွမ်းအင်တွေကိုလူတွေကနားလည်မှုလွဲနေတတ်ကြပါတယ်။ဒီစွမ်းအင်တွေကိုနားလည်ခြင်းဟာမိမိကိုယ်ကိုယ်နဲ့ကိုယ်ပတ်ဝန်းကျင်ကလူတွေကိုကြည့်တဲ့ရှုထောင့်တွေကိုအပီးတိုင်ပြောင်းလဲပြစ်နိုင်မှာဖြစ်ပါတယ်။အဲ့ဒီတော့ introvert ဆိုတာဘယ်လိုလူတွေလဲ။ extrovert တရားရောဘယ်လိုလူမျိုးတွေလဲ။သူတို့တွေရဲ့လူအများစုမသိသေးတဲ့စွမ်းအင်တွေကဘာတွေဖြစ်မလဲဒီနှမျိုးလုံးမဟုတ်တဲ့လူတွေရောရှိနေနိုင်လားသူတို့တွေကိုရောဘယ်လိုခေါ်လဲမိတ်ဆွေတို့အနေနဲ့ကိုယ်တိုင်က introvert လား extrovert လားဒါမှမဟုတ်နှမျိုးလုံးမဟုတ်ဘူးလားဆိုတာကိုဒီဗီဒီယိုတွေကနေအဖြေရှာကြည့်လိုက်ကြရအောင်နော် extrovert တွေအကြောင်းကနေစတင်လိုက်ရအောင်extrovert တွေဆိုတာအခြားသူတွေနဲ့အပြန်အလှန်ဆက်သွယ်မှုတွေကနေစွမ်းအင်တွေရတတ်တဲ့သူတွေပါသူတို့တွေကလူမှုပတ်ဝန်းကျင်မှာကျင်လည်ရတာနှစ်သက်သူတွေအခြားသူတွေနဲ့ပေါင်းသင်းဆက်ဆံရတာကိုပျော်မွေ့သူတွေပါသူတို့တွေကအခန်းတစ်ခန်းထဲကိုဝင်လိုက်တာနဲ့အခြားသူတွေနဲ့ချက်ချင်းပေါင်းသင်းဆက်ဆံနိုင်တဲ့သူတွေဖြစ်ပါတယ်ဒါအပြင်သူတို့အနီးတစ်ဝိုက်မှာရှိတဲ့လူတွေကိုပျော်ရွှင်အောင်စိတ်ခွန်အားတက်ကြွလာအောင်စွမ်းဆောင်ပေးနိုင်တဲ့လူတွေပါextrovert တွေကပုံမှန်အားဖြင့်လူအုပ်စုနဲ့ဆက်သွယ်ရတဲ့အလုပ်တွေအသင်းအဖွဲ့နဲ့လုပ်ရတဲ့ project ကြီးတွေအတွက်တဘာဝအလျောက်ကျွမ်းကျင်ပိုင်နိုင်သူတွေဖြစ်ပါတယ်။ extrovert တွေကတခုခုကိုစဉ်းစားရတော့မယ့်အခါလူတွေနဲ့စကားပြောဆိုရကနေစိတ်ကူးစိတ်တန်းရတတ်တဲ့သူတွေဖြစ်ပါတယ်။သူတို့ရဲ့စွမ်းအင်တွေရောကြနေချိန်တောင်မှအခြားလူတွေကိုစိတ်ခွန်အားရအောင်လုပ်နိုင်တဲ့လူမျိုးတွေဖြစ်ပါတယ်။ extrovert တွေကအခြားသူတွေနဲ့အပြန်အလှန်ဆက်သွယ်ရတာစိတ်ကူးစိတ်တန်းတွေဖလှယ်ရတာကအခွင့်အလမ်းတွေရကြမယ်လို့မှတ်ယူထားကြသူတွေဖြစ်ပါတယ်။တမိုင်းကြောင်တစ်လျှောက်ထူးချွန်တဲ့ extrovert တွေကိုကြည့်မယ်ဆိုရင်ဒုတိယကမ္ဘာစစ်အတွင်းကဗြိတိန်ဝန်ကြီးချုပ် Winston Churchill ကိုကြည့်ရင်သိနိုင်ပါတယ်။သူဟာသူ့ရဲ့အားကောင်းတဲ့မိကွန်းတွေနဲ့ယုံကြည်မှုရှိတဲ့ကိုယ်ရည်ကိုယ်သွေးတွေကိုအသုံးချပြီးလူသန်းပေါင်းများစွာကိုစိတ်ခွန်အားပေးနိုင်ခဲ့ပါတယ်။နောက်ထပ်ဥပမာကောင်းတစ်ခုကတော့ Oprah Winfrey ပါ။သူမရဲ့မြင့်မားတဲ့စွမ်းအင်အပြန်အလှန်ဆက်သွယ်ရေးပိုင်းဆိုင်ရာကျွမ်းကျင်မှုတွေနဲ့စွမ်းရည်တွေကိုအသုံးချနိုင်ခဲ့တဲ့အတွက်ကမ္ဘာပေါ်မှာအအောင်မြင်ဆုံးမီဒီယာပိုင်းဆိုင်ရာပုံကိုယ်တွေထဲမှာအပါအဝင်ဖြစ်လာပါတယ်။ဒါကတော့ extrovert တွေဆိုတာဘယ်လိုလူမျိုးတွေလဲဆိုတာကိုရှင်းပြခဲ့ရပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့ introvert တွေအကြောင်းကိုပြောပြပေးချင်ပါတယ်။ introvert တွေကတည်တဲ့နေထိုင်မှုကနေစွမ်းအင်တွေရရှိကြတာဖြစ်ပါတယ်။သူတို့တွေကတယောက်တည်းအကျင့်ကုန်ဆုံးတာတယောက်တည်းစိတ်ထဲမှာတွေးတောနေရကနေစွမ်းအင်တွေကိုပြန်လည်ဖြည့်တင်းကြသူတွေပါသူတို့တွေကစကားသိမ့်မပြောကြသလိုအခြားလူတွေရဲ့အာရုံစိုက်မှုရအောင်မကြိုးစားကြပါဘူးဒါပေမဲ့သူတို့တိတ်ဆိတ်နေတဲ့အခါတိုင်းသူတို့စိတ်ထဲမှာတက်ကြွပြီးအတွေးခေါ်ကောင်းနေရှိနေတတ်ပါတယ်introvert တွေရဲ့တိုးဝှက်ထားတဲ့စွမ်းအင်တွေကတစ်ခုကတော့နက်နက်နဲ့အာရုံစူးစိုက်နိုင်တာဖြစ်ပါတယ်extrovert တွေကအလုပ်များစွာလုပ်ပြီးလူမှုရေးပိုင်းဆိုင်ရာအားကောင်းနေဆိုပေမဲ့ introvert တွေကတော့အလုပ်တစ်ခုတည်းကိုပဲအပြည့်အဝစိတ်ရောကိုယ်ပါနှစ်ပြီးလှုပ်ဆောင်နိုင်သူတွေဖြစ်ပါတယ်။သူတို့ရဲ့အာယုံစူးစိုက်မှုအားကောင်းတာကကျွမ်းကျင်မှုပိုင်းဆိုင်ရာမှာဆရာကျစေပြီးတွေးခေါ်မှုပိုင်းဆိုင်ရာနဲ့ဖန်တီးမှုပိုင်းဆိုင်ရာမှာသူများနဲ့မတူပဲပုံမကောင်းမှုနဲ့အရွေသေးတစ်ခုကိုရရှိစေပါတယ်။ introvert တွေဟာအာယုံပြောင်းလဲမှုမရှိဘဲနဲ့အလုပ်တစ်ခုပေါ်အချိန်အကြာကြီးအာယုံစိုက်နိုင်ကြောင်းသိပ္ပံပညာရှင်တွေကလေ့လာတွေ့ရှိခဲ့ပါတယ်။စိတ်ခံစားမှုပိုင်းဆိုင်ရာဉာဏ်ရည်ဉာဏ်သွေးကလည်းနောက်ထပ်စွမ်းရည်တစ်ခုပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ introvert တွေကစကားပြောရတာထက်နားထောင်တဲ့လူမျိုးတွေဖြစ်ပါတယ်။သူတို့တွေကအခြားလူတွေရဲ့ခံစားချက်တွေနဲ့စိတ်ခွန်အားတွေကိုပိုပြီးရှင်းရှင်းလင်းလင်းနားလည်ကြပါတယ်။သူတို့တွေကအသေးစိတ်ကိုမှတ်မိနေတတ်ပြီးပုံမအထိပ္ပယ်ရှိတဲ့အားပေးမှုတွေကိုလှုပ်ဆောင်နိုင်သူတွေဖြစ်ပါတယ်။ကမ္ဘာကျော်တွေထဲမှာလည်း introvert တွေများစွာရှိပါတယ်။အဲဒီကလူသိများတဲ့လူတွေမှာဆိုရင် Bill Gates ကိုကြည့်နိုင်ပါတယ်။ Bill Gates ဟာနက်နဲ့တွေးခေါ်စဉ်းစားနိုင်ပြီးသူ့ရဲ့နဲ့တဲ့အတွေးခေါ်တွေကနည်းပညာပိုင်းနဲ့ပရဟိတပိုင်းမှာအရန်အထောက်အကူဖြစ်စေပါတယ်။အဓိကသိထားမှာက introvert နဲ့ extrovert တွေဟာတစ်ခုကတစ်ခုထက်ပိုတာတယ်ပိုကောင်းတယ်ဆိုပြီးတော့မရှိပါဘူး
extrovert တွေကလူမှုပေါင်းသင်းဆက်ဆံရေးကနေစွမ်းအင်နေရကြပြီး introvert တွေကတော့တကိုယ်တည်းစဉ်းစားတွေးခေါ်မှုတွေကနေစွမ်းအင်နေရကြသူတွေပါintrovert နဲ့ extrovert နှစ်မျိုးလုံးကတန်းတူညီမျှအဖိုးတန်ပြီးကဘာကြီးကဒီလူနှစ်မျိုးလုံးကိုလိုအပ်ပါတယ်အချို့လူတွေကတော့သူတို့တွေက introvert လို့လည်းအပြေအဝမခေါ်နိုင်တယ်လို့ extrovert လို့လည်းပြောလို့မရတာတွေရှိတယ်လို့ဆိုကြပါတယ်အဲ့ဒီလူတွေကိုတော့ ambivert လို့ခေါ်ပါတယ်ဆိုလိုတာကတော့သူတို့တွေကဒီနှစ်မျိုးလုံးရဲ့ကြားမှာရှိနေတဲ့လူတွေပါambivert တွေကလူအုပ်စုလိုက်နဲ့နေနိုင်တယ်လို့တယောက်တည်းလဲပျော်နေတတ်တဲ့လူတွေပါသူတို့တွေကဘလို့အခြေအနေမျိုးမဆိုလာရောညီထွေစွာနေထိုင်ကြသူတွေဖြစ်ပါတယ်။ ambivert တွေရဲ့အားသာချက်ကိုတော့ဆက်သွယ်ရေးပိုင်းမှာလည်းတိတိကျကျပေါင်းသိနိုင်ကြသူတွေဖြစ်တဲ့အပြင်လွတ်လပ်စွာတွေးခေါ်နိုင်သူအလိုက်အထိုက်နေနိုင်သူတွေဖြစ်ပါတယ်။ဒီလိုကိုယ်ရည်ကိုယ်သွေးမတူကွဲပြားခြားနာတာကိုနားလည်သိရှိထားခြင်းကဆက်ဆံရေးပိုင်းမှာအရေးအကြီးဆုံးဖြစ်ပါတယ်။ introvert တွေနဲ့ extrovert တွေဟာအချင်းချင်းမကြာခဏဆိုသလိုနားလည်မှုလွဲတတ်ကြပါတယ်။ extrovert တယောက်က introvert တယောက်ရဲ့တိတ်ဆိတ်ငြိမ်သက်မှုကိုအဖက်မလုပ်ပဲခက်တီတီနေတယ်ဆိုပြီးတော့အထင်လွဲတတ်တယ်လို့ introvert တယောက်ကလည်း extrovert တယောက်ရဲ့လူမှုနယ်ပယ်ကျယ်ပြန့်မှုကိုအယမ်းကဲတယ်ဆိုပြီးတော့ထင်မြင်တတ်ကြပါတယ်။ကိုယ်ရည်ကိုယ်သွေးတစ်ခုချင်းစီရဲ့အားသာချက်ကိုသိရှိထားတာကအချင်းချင်းကိုနားလည်မှုရရှိစေနိုင်ပါတယ်။လုပ်ငန်းခွင်လိုနေရာတွေမှာလည်းဒီကိုယ်ရည်ကိုယ်သွေးပိုင်းတွေကတက်ရောက်မှုရှိပါတယ်။ကုမ္ပဏီအများစုက extrovert ပုံစံမျိုးတွေရှိပါတယ်။အစည်းအဝေးမှာစကားပြောဆိုတာတယောက်နဲ့တယောက်ချိတ်ဆက်လုပ်ကိုင်တာအခြားသူတွေကိုဥဆောင်ရတဲ့ခေါင်းဆောင်ပိုင်းအလုပ်တွေစသဖြင့်အခြားလူတွေနဲ့တွင်တွင်ကြဲကြဲဆက်ဆံရတဲ့အလုပ်တွေများပါတယ်။ဒါဆိုရင် introvert တွေကကုမ္ပဏီအလုပ်တွေမှာအရင်အားနေတယ်လို့ထင်မြင်နိုင်ပါတယ်။တကယ်တော့အဲ့လိုမဟုတ်ပါဘူး။ introvert တွေကလေ့လာစူးစမ်းမှုအားကောင်းတာဗျူဟာမြောက်အမြင်ရှိတာဂရုတစိုက်စီမံခန့်ခွဲနိုင်တာတွေကြောင့်များစွာအသုံးဝင်ပါတယ်။ကုမ္ပဏီတွေအနေနဲ့ဝန်ထမ်းတွေရဲ့ကိုယ်ရည်ကိုယ်သွေးပုံမူတည်ပြီးသူတို့တွေရဲ့အားသာချက်အလိုက်အလုပ်တာဝန်ခွဲဝေပေးနိုင်မယ်ဆိုရင်ပုံမကောင်းမွန်တဲ့ရလဒ်တွေရလာနိုင်ပါတယ်။ introvert တွေနဲ့ extrovert တွေကအချင်းချင်းစီကနေပြန်လည်သင်ယူနိုင်ကြပါတယ်။ introvert ပဲဖြစ်ဖြစ် extrovert ပဲဖြစ်ဖြစ် ambivert ပဲဖြစ်ဖြစ်ဘလို့ကိုယ်ရည်ကိုယ်သွေးရှိသူတိုင်းမဆိုသူတို့စီမှာအားသာချက်ကိုစီရှိကြပါတယ်။သူတို့တွေရဲ့အားသာချက်ကိုမျက်စိနဲ့ကြည့်ုံနဲ့မမြင်နိုင်ပါဘူး။ဒါပေမဲ့တကယ်တမ်းရှိနေပါတယ်။ဒီလိုဆိုရင်ဘယ်ကိုယ်ရည်ကိုယ်သွေးကပိုကောင်းတယ်ဆိုတာနှိုင်းယှဉ်ဝေဖန်နေစရာမလိုပဲကိုယ်ရည်ကိုယ်သွေးတိုင်းကိုလက်ခံပြီးအကောင်းဘက်ကနေရှုမြင်နိုင်ပြီဖြစ်ပါတယ်။တကယ်လို့မိတ်ဆွေကတိတ်ဆိတ်နေတတ်တဲ့သူဒါမှမဟုတ်အခြားလူတွေနဲ့ပေါင်းသင်းဆက်ဆံတတ်တဲ့သူပဲဖြစ်ဖြစ်တည့်ရဲ့ကိုယ်ရည်ကိုယ်သွေးကအကန့်အသတ်နဲ့မဟုတ်ပါဘူး။ဒီကိုယ်ရည်ကိုယ်သွေးကမိတ်ဆွေတို့ရဲ့လျှို့ဝှက်လက်နက်တစ်ခုပါ။ဒီလက်နက်ကိုနားလည်သဘောပေါက်ပြီးကောင်းမွန်တဲ့နေရာမှာအကျိုးရှိရှိအသုံးချတတ်ဖို့ပဲလိုအပ်ပါတယ်။မိတ်ဆွေတို့ရောဘလို့ကိုယ်ရည်ကိုယ်သွေးရှိသူတွေလဲဆိုတာ comment မှာပြောပြပေးကြပါဦးနော်။နောက်ထပ်လည်းဘူးတူတရစရာအကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ DND Burmese Channel လေးကို like နဲ့ subscribe လုပ်ထားပေးပြီးတင်သမျှဗီဒီယိုတိုင်းလက်မလွတ်ပဲကြည့်ရှုနိုင်တဲ့အတွက် notification ခေါင်းလောင်းလေးကိုလည်းနှိပ်သွားပေးပါဦးနော်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ရှင်။